ရှင်အိမ်မှာရှိတဲ့ပါမုံနဲ့ပါမုံပီဇာလေးလိုစားပြတာလေးကိုမျှဝေပေးလိုက်ပါတယ်ဒါလည်းတော့အိမ်မှာရှိတဲ့ပစ္စည်းလေးပေါ့နော်ပထမဦးဆုံးကတော့ပါမုံလိုပါမယ်နောက်တစ်ခုကတော့ဆိုစိတ်ကြီးပေါ့နော်ဥပန်းတော်ထဲမှာထည့်ဝေလာပေးမယ်အခုပဲထည့်သွင်းလိုက်ပါတယ်နောက်တစ်မျိုးက tomato sauce ပေါ့နော်အခြား tomato တစ်မျိုးတည်းမဟုတ်ဘဲနဲ့အခြား ingredients တွေပဲတစ်ခါလေးပါတယ် tomato sauce pizza sauce လေးကိုသုံးပါမယ်နောက်တစ်ခုကကျတော့ pizza ထဲမှာထည့်တဲ့ cheese ကမရှိတဲ့အတွက်အိမ်မှာရှိတဲ့ cheese ကိုပဲထည့်လိုက်ပါမယ်တယောက်ဆောင်ပဲဖြစ်တဲ့အတွက်ပမုံနှစ်ချက်ကိုပဲသုံးထားပါတယ်ပမုံပေါ်မှာဆိုရင် pizza sauce လေးကိုသုံးလိုက်ပေးလိုက်ပါတယ်ပြီးသွားရင်တော့ sausage လေးကိုခုလိုပုံစံလေးညှပ်ပြီးတော့ထည့်ပါတယ်နောက်ဆုံးမှာတော့ cheese အခဲလေးကိုဒီသေးလေးဖြောင်းညှပ်ပြီးတော့ထည့်ပါတယ်အားလုံးပြီးသွားရင်တော့ sorry baking oven မရှိတဲ့အတွက်microwave oven နဲ့ပဲထည့်ပြီးတော့ပို့ပေးပါတယ်အရန်တဲ့ကူရိုရှင်နဲ့ပါမပေးစားလေးရလာပါပြီ။နောက်ထပ်အရန်တဲ့ကူရိုရှင်နဲ့ recipe လေးထပ်တင်ပေးမှာဖြစ်တဲ့အတွက်ဆွေးရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားပါအောင်နော်။ချစ်ချစ်တူအောင်ကျေးဇူးတင်ပါတယ်ရှင်။ Bye bye